ဟဲ့ဘာလို့ဘူးလဲ မင်းကလည်းပြက်တုံးလက်တုံး23ရောက်နေပြီလေကွာဒီလကလည်းအိမ်သားခါလည်းပြီးရတော့ဘာမှမရှိအောင် တားကြီးရတယ်ကွာပတ်စံဆိုတာအရာရာမှမဟုတ်တာမင်းကရှိရလေးနဲ့ရောင်ရင်တင်းနေရမှာပဲနော်ပြီးတော့လာကွင်လာစားဆိုတော့ဝင်လာမှာပဲလေ အဲ့တော့မင်းပြောမှာ အတွေ့အများကြီးဘူးနေမင်းမစိတ်ညစ်တာပေါ့ကွာမင်းကလည်းငါလည်းလာစားကိုချစ်ကုတ်ပြီးစုထားလို့အခုအသက်ရှူချောင်းနေတာကွာတစ်ခါလေးမလိုအပ်တာရင်မတုံးသင့်လုံးဝမတုံးနဲ့ကြားလား အေးပါကွာ ဟာငါသွားလိုက်ပါတိုင်း ဟဲ့မင်းပဲတော့မလို့ ထိုင်းဘက်ကနေ project လေးပြီးလို့ True Money နဲ့ဂျားပေါက်လေးဝင်လာတယ်အဲ့ငါဘက်က True Money အေးတဲ့ခါတော့ထုတ်လိုက်ပြီးတော့ညနေကျရင်ရင်အေးအောင်လို့ဘီယာလေးပါလေးတွက်ကင်မယ်ကွာတွားပြီပါတက်တာ ဒီတော့ငါကြောက်ပြောပြီးမင်းကြောက်တော့